ကျွန်တော်တို့ဘဝမှာဖျားဆိုတာကိုမျက်လုံးနဲ့မြင်ဘူးသလားနားနဲ့ဖျားပြောပါတယ်ဆိုတာကိုကြားဘူးသလားဖျားဆိုတာဟာဘာမှလဲလို့ကျွန်တော်တို့အသိဉာဏ်ရှိတဲ့လူတွေကတတ်သိပြနိုင်ပါသလားဒါပေမဲ့လို့နားနဲ့လည်းမကြားဘူးမျက်လုံးနဲ့လည်းမတွေ့ဘူးဖျားဘာမှရှိတယ်ဆိုတာကိုလည်းတိတိကျကျတတ်သိမပြနိုင်ခဲ့တော့လေလူသားတွေရဲ့တမိုင်းကိုကြည့်တဲ့အခါမှာအခုမှမဟုတ်ဘူးနှစ်ပေါင်းများစွာလူတွေရှင်သန်ခဲ့တဲ့အထဲကဒီလောကမှာဖျားရှိတယ်အဲ့ဖျားရှိခြင်းကြောင့်တရားဆိုတာလည်းရှိတယ်ဆိုတာကိုကျွန်တော်တို့ယုံကြည်ခြင်းရှိပြီးဘာသာတရားတွေရှိကြပါတယ်။ဘာကြောင့်မျက်လုံးနဲ့လည်းမမြင်ရဘူးနားနဲ့လည်းမကြားရဘူးဘယ်နေရာမှာတိတိကျကျရှိလဲဆိုတာကိုတတ်သိမပြနိုင်မဲနဲ့အသိဉာဏ်ရှိတဲ့လူသားတွေကဘာဖြစ်လို့ဘုရားသခင်တည်ရှိတာကိုယုံကြည်ပြီးဘာသာတရားတွေနဲ့အားကိုးကြတာလဲဆိုတဲ့မေးခွန်းလေးကတော့အဖြေရှိပါတယ်အဲ့ဒါကဘာလဲဆိုရင်ဘုရားသခင်တည်ရှိခြင်းကိုတွေ့ရှိလာတဲ့အမှန်တရားကြောင့်ပဲဖြစ်ပါတယ်ဘုရားသခင်တည်ရှိခြင်းကိုကျွန်တော်တို့တွေဟာကျွန်တော်တို့ဉာဏ်နဲ့အပြည့်စုံဆုံးမသိနိုင်ဘူးကျွန်တော်တို့ခံစားချက်နဲ့အပြည့်စုံဆုံးမသိနိုင်ဘူးဒါထက်ပိုပြီးတော့ကျွန်တော်တို့ယုံကြည်ခြင်းနဲ့လည်းအပြည့်စုံဆုံးမသိနိုင်တော့ညာလည်းပဲတဖြည်းဖြည်းချင်းနဲ့ကျွန်တော်တို့ရဲ့ဘဝမှာတွေ့ရှိလာတဲ့အရာဖြစ်လို့ဖြစ်ပါတယ်လွယ်လွယ်လေးပြုံးနဲ့ပြောမယ်ဆိုလို့ရှိရင်ဘာသာတရားဆိုတာဟာအရှိတရားတစ်ခုဖြစ်ပြီးလေးနှလုံးအားကြီးတဲ့အတွက်တဖြည်းဖြည်းနဲ့မှသိရှိရတဲ့အမှန်တရားတစ်ခုဖြစ်လို့ဖြစ်ပါတယ်ခရစ်တုခင်၌ချစ်ခင်လေးစားပါတော့ဘာသူဓမ္မမိတ်ဆွေပေါင်းလို့ဒီကနေ့လူနဲ့ဖျားနဲ့တွေ့ဘူးတဲ့အဖြစ်အပျက်လေးနှစ်ခုကိုနှုတ်ကပတ်တော်ကကျွန်တော်တို့တူးစီကိုသတိပေးတာပဲဖြစ်ပါတယ်အဲ့ဒါကဘာလဲဆိုရင်ဒီကနေ့ပထမကျမ်းစာတော်မြတ်ထဲမှာထာဝရဘုရားဖန်ဆင်းရှင်ဟာအေဗြဟံဆိုတဲ့အဖိုးကြီးတစ်ယောက်နဲ့တွေ့တယ်အဲ့ဒီအဖိုးကြီးကဘယ်လောက်ရှိနေပြီလဲဆိုရင်အသက်100တဲ့နီးနေပြီအဲ့ဒီအဖိုးကြီးကိုဘာသွားပြောလဲဆိုအေဗြဟံနဲ့မင်းကိုအေဗြဟံလို့ခေါ်မယ်တဲ့မင်းမိမကိုလည်းစာရာကြီးကနေပြီးတော့စာရာလို့ခေါ်မယ်တဲ့ဘာကြောင့်လဲဆိုတော့မင်းရဲ့ generation မွေးဖွားလာတဲ့သားစဉ်မျိုးဆက်ကိုငါကောင်းချီးပေးခြင်းနဲ့တဲ့ဘာကြောင့်လဲဆိုရင်မင်းဟာငါ့အပေါ်မှာယုံကြည်ခြင်းရှိတဲ့ပုဂ္ဂိုလ်ဖြစ်လို့ဆိုပြီး the father of the faith Abraham ဆိုပြီးနာမည်ပေးခဲ့တဲ့အကြောင်းကိုကြားပါတယ်အဲ့ဒီအချိန်မှာ Abraham ဘာလုပ်လဲဒီကနေ့ပထမကျမ်းစာကိုကျွန်တော်တို့တေချာဖတ်ကြည့်တဲ့အခါမှာ Abraham ရည်တယ်ခေါင်းကိုချပြီးတော့ပြောလာတဲ့စကားကိုသူ့တွေးနဲ့တွေးတဲ့အခါမှာငါအနှစ်100ရှိနေပြီငါအမျိုးသမီးကအသက်90ငါတို့ဘလို့ကလေးရနိုင်မှာလဲဆိုပြီးခေါင်းငုံပြီးရည်တယ်လို့ဒီကနေ့ပထမကျမ်းစာတော်မြတ်ထဲမှာရေးသားထားပါတယ်ပြောချင်တဲ့အဓိပ္ပာယ်ကလူအနေနဲ့မတတ်နိုင်ပါဘူးဖျားအနေနဲ့တတ်နိုင်ပါဒါကြောင့်မလို့ဖျားသခင်ကိုယုံကြည်ခြင်းဆိုတဲ့အရာမှာလူရဲ့နားလေတဲ့သဘောတဲ့ကြော်လွန်ခြင်းဆိုတာကိုဒီကနေ့အဖအာဗြဟံရဲ့အဖြစ်အပျက်ကနေကျွန်တော်တို့တွေ့ရှိရပါဒီကနေ့ဧဝံဂေလိကျမ်းစာတော်မြတ်ထဲမှာနောက်လူတစ်ယောက်တွေ့ရပါတယ်အဲ့ဒီပုဂ္ဂိုလ်ကတော့နူနာဆွဲနေတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်ကျွန်တော်တို့နူနာဆွဲတယ်ဆိုရင်ရိုးရိုးလေးပဲကျွန်တော်တို့စဉ်းစားမယ်ဒါပေမဲ့လို့ကိုဗစ်ဖြစ်ဘူးတဲ့အခါကျတော့ကျွန်တော်တို့သိသွားတယ်ဘယ်လိုသိသွားလဲဆိုတော့ကိုဗစ်ဖြစ်နေပြီးဆေးမပေါ်တဲ့အချိန်မှာကိုဗစ်ဖြစ်တဲ့နားလေးကိုကျွန်တော်တို့သွားဖို့ကိုအရန်ကြောက်ရွံ့ဘာကြောင့်လဲအဖြစ်ရှိတယ်အဲ့ကိုဗစ်လူမာရှင်သွားလို့ကိုပါကိုဗစ်ဆွဲသွားရင်ဆေးမရှိဘူးငါသေမယ်ဆိုတဲ့အတွေးကြောင့်ပဲဖြစ်ပါတယ်နူနာဆိုတဲ့ယောဂါဟာသခင်ခရစ်တော်တတ်တော်ထင်ရှားရှိတုန်းကကုသခြင်း၌မရနိုင်မဲနဲ့ကုဆက်တက်ပြီးတော့တေပြောက်နိုင်တဲ့ယောဂါဖြစ်လို့နူနာဆွဲတဲ့လူတွေကအတိုင်းဝိုင်းအပြင်မှနေရပါတယ်ဒါပေမဲ့လို့ဒီကနေ့သခင်ခရစ်တော်ကလူမမာကိုကုသပေးတယ်ဆိုတာကိုကျွန်တော်တို့ရိုးရိုးလေးမြင်နိုင်တော်ညာလဲပဲသခင်ခရစ်တော်တတ်တော်ထင်ရှားရှိတုန်းကဖြစ်ပျက်တဲ့ယောဂါနဲ့သခင်ခရစ်တော်ရဲ့တွေ့ဆုံမှုဟာကျွန်တော်တို့တူးစီကိုတတိပေးပါတယ်အဲ့ဒါကဘာလဲဆိုတော့နူနာဆွဲနေတဲ့ပုဂ္ဂိုလ်ကလည်းသခင်ခရစ်တော်ရှိကိုလာပြီးသခင်ခရစ်တော်ကလည်းလူမမာကိုတွေ့ထိတဲ့အဖြစ်အပျက်ပဲဖြစ်ပါတယ်
ဒါဟာဂျူးတွေရဲ့ယဉ်ကျေးမှုသတ်မှတ်ထားတဲ့ဥပဒေမှာမဖြစ်ရမယ့်အရာဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုရင်သခင်ခရစ်တော်က Rabbi တန်ရှင်းမြင့်မြတ်တဲ့ပုဂ္ဂိုလ်နူနာဆွဲတဲ့ပုဂ္ဂိုလ်ကတော့လေတင်အရက်မှာတော့မနေရဘဲနဲ့အန်ကလင်းလို့ခေါ်ဆိုရတဲ့ပုဂ္ဂိုလ်ရဲ့အဖြစ်အပျက်နှစ်ခု၌ထွေးတိကြတဲ့ physical touch ပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ခရစ်တုသခင်၌ချစ်ခင်လေးစားပါတော့ဘာသူဓမ္မမိတ်ဆွေပေါင်းတို့တင်းနဲ့ကျွန်ုပ်ဘုရားသခင်၌ယုံကြည်ခြင်းကိုဒီကနေ့ပြန်လည်ဆန်းစစ်ရအောင်ကျွန်တော်တို့ယုံကြည်လို့ဘုရားသခင်ကိုအသက်ရှင်တန်တဲ့အခါမှာမျက်လုံးနဲ့တွေ့မှယုံမလားနားနဲ့ကြားမှယုံမလားကျွန်တော်တို့တွေတက်သေးပြနိုင်မှယုံမလားဒါမှမဟုတ်ရင်နေ့စဉ်ဘဝတတ၌ဘုရားသခင်ကအေဗြဟံကဲ့သို့နူနာယောဂဆွဲခဲ့တဲ့ကဲ့သို့ကျွန်တော်တို့ကိုဘုရားဘာသက်တည်ပေးလဲဆိုတာကိုဒီနေ့ဘဝတတ၌ရှာဖွေရင်းနဲ့ဘုရားသခင်ပေါ်မှာပုံမိုးပြီးကောင်းမြတ်ခြင်းကိုရှာဖွေနိုင်တဲ့အသည့်နဲ့ခွန်အားကိုအတူတကွတောင်းခံကြရအောင်လို့အားလုံးကိုဖိတ်ခေါ်လိုက်ပါတယ်အားလုံးကျေးဇူးပြုမတ်တရလက်ဆုပန်ကြပါစို့